ကောင်ကမကြိုက်တာအဲ့ဒီခါသူ့ဝင်လို့ငါလုံမရအောင်ကြည့်အဲ့တော့အိတ်နေတော့ပါအိတ်နေတော့ပြီအဲ့တော့အိတ်နေဟုတ်တယ်အိတ်နေရတော့မှန်ဒါဘလို့လဲအိတ်တာလဲအိတ်နေပါလေဟောမလုံးမချက်တော့ဆောင်းနေတဲ့ခွာကြည့်မယ်အိတ်လားမအိတ်လားဆိုတာအိတ်တော့အိတ်တော့တယ်ဟုတ်တယ်အဲဆောင်းလေးရလို့တင်းနေဆိုတာအိတ်ညာလားခွာလို့အဲဆောင်းခွာလို့ဟုတ်တယ်အိတ်ညာဒီပစီကဟိုဘေးနားမှာတော့မကင်တော့မကင်နဲ့နော်ငါတည်းကငါချစ်တယ်ငါပြောမလားပြောတာပဲရှိတယ်ငါရမ်းချစ်တာသူအိတ်မယ်ဆိုသူအိတ်တာပဲဟန်ဆောင်တာတွေပါလေသူဘာမှမရှိဘူးဟန်ဆောင်မှုတွေပါလေဘာမှမရှိဘူးတနာမှုတွေကောင်းပါလေမကြည့်အိတ်ညာတနာစရာလေဟုတ်တယ်တကယ်အိတ်ညာဟုတ်တယ်မကြည့်ဆောင်းလေးသူတရားချုံနေအိတ်ညာသူခွာလဲသူဘာမှဖြစ်ဘူးဟုတ်ပါကျန်ဘလောက်တောင်ဟောဖြစ်တယ်ညာတကယ်အိတ်တာမြေုံကြီးနော်မြေုံကြီးကအိတ်တာမိတ်တာအဲ့တိကြတယ်တော်တော်တိကြတယ်မကြီးတက်လေးဟိုမှာတခြားထောင်လိုက်တခြားအဲ့ထောင်နေရပဲနော်ထောင်နေရပဲတကယ်အိတ်တဲ့ကလေးဆိုတာထောင်နေရပဲတွေ့လားတကယ်အိတ်နေရပဲဆောင်းလေးခွာကြည့်လိုက်နော်ဆောင်းလေးခွာကြည့်အဲ့တိုင်းပဲသူငြိမ်ညပဲငြိမ်နေသူဘာမှမဖြစ်ဘူးဘာလို့လဲဆိုတော့ तू ကတကယ်အိတ်နေတာကို तू ကတကယ်အိတ်နေတယ်ကြောင့်အဲ့လေးလည်းထောင်နေတယ်လှုပ်ရင်လှုပ်တဲ့အတိုင်း तू အဲ့လိုငြိမ်လွယ်ရဲမငြိမ်နေတာမကြည့်မျက်တောင်နဲ့တစ်စက်မှမခောက်ကြည့်မျက်တောင်နဲ့တစ်စက်မှမခောက်ကြည့်မျက်တောင်တစ်စက်မှမခတ်တာတကယ်အိတ်နေမို့တကယ်မအိတ်ဘူးဆိုတယ်ဒီကောင်ကဘယ်လိုလုပ်အောင်လဲဆိုလို့ရှိရင်သူ့အမြင်သူတပတ်စီးနဲ့ဆော်တာတကယ်မအိတ်ဆိုတပတ်စီးဆော်တာအမကြည့်လက်တစ်ချောင်းချင်းစီကိုမှထောင်းပြမယ်မကြည့်မနော်လက်တန်းလေးချောင်းထောင်းတယ်အဲ့ဒါလေးမနေတာအဲ့ဒါလေးမနေတာတွေ့လားတကယ်အိတ်နေတာနော်မကြည့်ပြီးရင်လက်ညှိုးလေးထပ်ထောင်းမယ်တွေ့လားတကယ်အိတ်နေတာတကယ်မအိတ်တဲ့လူဆိုအဲ့လိုထောင်းလို့လုံးဝမရတာတကယ်မအိတ်တဲ့လူဆိုအဲ့လိုလုံးဝထောင်းမရတာတွေ့လားမကြည့်လက်တန်းလေးထောင်းထားတယ်လက်ညှိုးလေးထောင်းထားတယ်တကယ်မအိတ်တဲ့လူဆိုအဲ့လိုလုံးဝထောင်းမရတာတကယ်အိတ်တဲ့